အဒီစင်ရဲ့အတွေးကောင်းတစ်ချက်ကဒီကနေ့ကမ္ဘာလောကကြီးတစ်ခုလုံးကိုအမှောင်တွေအကုန်လုံးကိုအလင်းဖြစ်စေခဲ့တယ်။ဂရေဟမ်ဘဲရဲ့အတွေးတစ်ချက်ကကမ္ဘာရဲ့ဘယ်နေရာကမဆိုရှိနေတဲ့လူတွေချင်းချင်းကို communicate လုပ်လို့ရစီ။သူ့မိသားရှင်ရဲ့တည့်ရဲ့အတွေးတစ်ချက်ကတတ္တလောကကြီးတစ်ခုလုံးကိုငြိမ်းချမ်းရေးရစေခဲ့တယ်။ဗိုလ်ချုပ်အောင်ဆန်းရဲ့အတွေးတစ်ချက်ကတိုင်းပြည်ရဲ့လွတ်လပ်ရေးကိုလွယ်လွယ်ကူကူနဲ့ရစေခဲ့တယ်။ရိုင်းညီနောင်ရဲ့အတွေးတစ်ချက်ကြောင့်လာနဲ့ချီနှစ်နဲ့ချီသွားနေရတဲ့ခရီးတွေဟာနိုင်ပိုင်းလောက်နဲ့ရက်ပိုင်းလောက်နဲ့လွယ်လွယ်ကူကူရောက်စီနိုင်ခဲ့တယ်။အဲ့တော့ကျွန်တော်တို့ရဲ့ဘဝတွေရဲ့အတွေးတွေကဘယ်လောက်တောင်အရေးကြီးလဲ။အတွေးကောင်းတွေဖြစ်ဖို့ဘယ်လောက်တောင်အရေးကြီးလဲ။အတွေးကောင်းတွေဖြစ်ဖို့ဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာအတွေးခေါ်ပိုင်းဆိုင်ရာအုံနောက်ပိုင်းဆိုင်ရာတွေဟာကြည်လင်နေဖို့အရန်ရေးကြည့်ပါအဲ့လိုကြည်လင်နေမှသာလျှင်ကိုဟာအတွေးကောင်းတွေတွေးနိုင်မယ်အဲ့အတွေးကောင်းတွေကပဲ idea ကောင်းတွေကိုမွေးထုတ်နိုင်တယ်အဲ့တော့ idea ကောင်းတစ်ချက်ဟာကိုယ့်အတွက်အများကြီးအသုံးတဲ့သလိုလောကအတွက်လည်းအများကြီးသုံးတဲ့ပါဒါကြောင့် idea ကောင်းတွေများများမွေးထုတ်အောင်တွေးပါတွေးပြီးလည်းအဲ့ဒီအတွေးကောင်းတွေကိုလက်တွေ့ဘဝထဲမှာပိုလွယ်ကူအောင်အသုံးချပါကျွန်တော်တို့ဘာလို့ပဲလေးလာဘာလို့ပဲတင်ယူဘာလို့ပဲအားထုတ်အချိန်ကုန်တက်တာဖို့လိုပါတယ်ငွေကုန်တက်တာဖို့လိုပါတယ်အားထုတ်မှုတက်တာမှုလိုပါတယ်ခင်ဗျာ